အားလုံးပဲမင်္ဂလာပါဒီတော့ဒီဆို podcast ကိုပြန်နေကြိုဆိုလိုက်ပါရှင်ဒီတို့ဒီဟာလဲဒီတစ်ခေါက်တပတ်ထပ်ချသွားတယ်ပေါ့နော်တောင်းပါမသိဆိုလေယောဂကြီးနည်းနည်းများနေတဲ့အခါမှာတချို့ဟာကြီးနည်းနည်းလင်းဟင်းနေရပေါ့နော်အဲ့အတွက်ကြောင့်မလို့တောင်းပါရဲ့အထူးသဖြင့်ဒီရဲ့ podcast ကိုအမြဲတမ်းစောင့်မျှော်ပြီးတော့ဒါနားထောင်နေတဲ့သူတွေကိုဒီပို့ပြီးတောင်းပန်ချင်ပါတယ်ဒီတကယ်ကျမ်းမာရေးတော်တော်လေးကိုမကောင်းပေါ့နော်လက်တွေလည်းခဏအခုလက်ကလည်းနှစ်ဖက်စလုံးထိထားတယ်တခြားဟာလေးလည်းနည်းနည်းရှိတယ်မိမသားယောဂလေးပေါ့ဆိုတော့ anyway I'm so sorry ပါခုတော့ပြန်လာပါပြီဒီနေ့တော့ဒီကဘယ်အကြောင်းလေးကို share လုပ်ချင်တာလေးဆိုတော့ heal your trauma unapologetically ဆိုတဲ့ခေါင်းစဉ်နဲ့ဒီ share လုပ်ပေးချင်ပါတယ်ပြောချင်တာကတော့ဒီတို့ရဲ့ trauma တွေကိုဒီတို့ heal လုပ်တဲ့အခါမှာတောင်းပန်စရာမလိုဘူးအားနာစရာမလိုဘူးအဲ့ဒါလေးကိုအဓိကတည်ပြီးတော့ဒီပြောချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီတို့တခါလေကြားလို့ရှိရင်ဒီတို့ဘဝမှာဒီတို့ကို trauma ပေးရဲ့လူတွေကအချစ်ခင်ရအောင်မိသားစုတွေဆွေမျိုးတွေပေါင်းသိန်းတွေဖြစ်နေတတ်ကြတယ်ကိုယ့်ဘဝထဲမှာကိုချစ်လွန်းလို့ဆိုပြီးတော့ရောက်လာတဲ့ရှိနေတဲ့လူတွေပေါ့နော်အဲ့လိုလူတွေစီကနေရတဲ့ trauma တွေကိုဒီတို့ heal လုပ်တဲ့အခါကြလို့ရှိရင်ဒီလူတွေကိုပြန်ပြီးအားနာရတဲ့အပိုင်းခြားတွေရှိတယ်မှတ်ထားပါတော့မိဘနဲ့ပတ်သက်လို့ပဲပြောမယ်ဆိုလို့ရှိရင်မိဘပေးတဲ့ trauma တခုကိုဒီတို့ heal လုပ်တဲ့အခါကျရင်ဒီတို့ heal လုပ်ပုံလုပ်နည်းပေါ့နော်ကိုကုသပုံကုသနည်းဟာတခါလေကြာရင်သူတို့အတွက်နာကျင်စေတဲ့ခါမျိုးတွေရှိတယ်ဒါမျိုးတွေကြာရင်ဒီတို့ကပို့ပြီးတော့အားနာရတယ်တနာရတယ်စိတ်ပင်ပန်းတဲ့ခါမှာဒီတို့ရဲ့ trauma တွေကကောင်းမွန်စွာပျောက်ကင်းတာမျိုးမဟုတ်တော့ဘဲနဲ့ပို့ပြီးတော့အားနာမှုတွေခုနပြောတဲ့တိတက်မှုတွေကပို့ပြီးပေါင်းလာတဲ့အချိန်မှာ trauma တွေက heal ဖြစ်ဖို့ခက်ခဲလာတယ်ပေါ့နော်အဲ့တော့မိဘဆိုတာကလည်းဒီတို့လုံးဖြတ်တောက်လို့ရတဲ့အရာတခုလည်းမဟုတ်ဘူးဆွေမျိုးသားချင်းဆိုတာလည်းအဲ့လိုပဲတချို့ဆွေမျိုးသားချင်းတွေထဲမှာလုံးအဆက်အသွယ်ဖြတ်တောက်လို့မရတာရှိရပေါ့နော်ဒါမျိုးတွေကြာလို့ရှိရင်ဒီတို့ကိုယ်တိုင်ရာကိုကုသတဲ့အချိန်ပေါ့နော်သူတို့ပေးတဲ့ကိုယ်တိုင်ရာကိုကုသတဲ့အချိန်မှာတော့ boundary ကကောင်းလိုအပ်တယ်လို့ထင်ပါတယ်ဘယ်ချင်းနေဘယ်စကလုံးဘလို့ပြုမှုကတော့ကိုယ့်အတွက်ဒီ trauma တွေကိုပြန်ပြီးတော့ပေါ်လာစေတယ်ကောင်းမွန်စွာ heal မဖြစ်စေဘူးဆိုတာကိုသိအောင်ရင်လုပ်ပြီးရင်ဒါတွေဖြစ်မလာအောင်ဒီပြီးတော့အကောင်းဆုံး boundary ပေါ့နော်မြင်းတားထားရမယ်ကာထားရမယ်ကြိုကာထားရမယ်ပေါ့ခုနပြောသလိုအဆက်အသွယ်လုံးဖြတ်တောက်ဖို့မရတဲ့ဆက်ဆံရေးတွေကို trauma တွေကို heal လုပ်ရတဲ့အခါကပို့ပြီးတော့ခက်ခဲပါတယ်အမြဲတမ်းမြင်နေရတာအမြဲတမ်းတွေ့နေရတာပတ်သက်ရှင်ပေမဲ့လည်းပတ်သက်နေရတဲ့အခါမျိုးတွေမှာအနာကျက်ဖို့ပို့ပြီးခက်ခဲတယ်ပေါ့နော်အဲ့ဒီအပြင်ကမှတချို့လူတွေကလေကိုယ်အနာကိုကျက်ဖို့ဆေးတဲ့နေတဲ့အချိန်မှာဟာဒီဆေးနီးကတော့အဆင်မပြေပါဘူးဟိုဆေးနီးလေးပြောင်းလိုက်ပါလားဒီဆေးနီးကတော့ဘယ်လိုဖြစ်တယ်ဆိုပြီးတော့မလိုလားအပ်တဲ့အကြံဉာဏ်တွေကိုကောင်းမဲ့ထင်ပြီးလာပေးကြရလူတွေလည်းရှိတယ်အဲ့လိုခါမျိုးတွေမှာလည်းဒီရီကတော့တစ်ဖက်နာကိုတစ်ဖက်နာထုတ်လိုက်တယ်သူ့အတွက်ဒီအခြေအနေတခုကအဆင်ပြေပေမဲ့ကိုယ့်အတွက်အဆင်ပြေခြင်းမပြေမှာဒါပေမဲ့ကိုယ့်အနာကိုဘာသာကိုဆေးကုနေတာကဘယ်လိုဆေးနဲ့ပဲကုဘလို့ပုံစံနဲ့ပဲစိတ်ကုတောင်းပန်စရာမလိုဘူးလို့တီရီကတော့ပြောချင်တယ်ဒီအဲ့လိုပဲလည်းခံယူထားတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တီရီတို့ဟာဒီ trauma တွေနဲ့ဒီနာကျင်မှုတွေနဲ့ဒီခံစားချက်တွေနဲ့ပဲတီရီတို့လုံးဝချလိုက်လိုက်နေမှာဘယ်တော့မှလည်းကုသလို့ပြောက်ကင်းမှလည်းမဟုတ်တယ်လို့ဘယ်တော့မှလည်းတီရီတို့ရှေ့ရောက်မှာမဟုတ်တော့ဘူးဒီအတွက်ကြောင့်မို့လို့အနာကိုကုသတဲ့ခုနပြောတဲ့အနာကိုကုသတဲ့ဆေးနည်းတွေတဲ့မတူနိုင်ပါဘူးဘယ်ဆေးနည်းကတော့ပို effective ဖြစ်ပါတယ်ဘယ်ဆေးကတော့ပိုတဲ့ပါတယ်ဆိုပြီးတော့တရသေးတတ်မှတ်လို့လည်းမရပါဘူးကိုယ်နာကိုဆေးထည့်နေတဲ့အချိန်မှာလည်းဘယ်သူ့မှတောင်းပန်စရာမလိုပါဘူးအားနာစရာလည်းမလိုပါဘူးတီးပြအဲ့လိုပဲပြောချင်တယ်ပေါ့နော်ဘာကျေးဇူးရှိလို့လဲဒီစကားကိုလေတီးပြီးတကယ်ချင်းတယောက်စီကနေတီးပြီးတည်ထားတဲ့စကားလေးတခုစကားလေးကတော့ရိုးရှင်းလေးပါပဲဘာကျေးဇူးရှိလို့လဲတီးပြီးကိုတီဗီဖြစ်တဲ့ပြဿနာတချို့သူ့ကိုရင်ဖွက်တဲ့အချိန်မှာသူကတီဗီကိုမေးတယ်အဲ့ဒီလူတွေနဲ့နင်းနေဘာကျေးဇူးရှိလို့လဲနေရလဲတချို့ကိစ္စတွေကတော့ကျေးဇူးရှိတဲ့လူတွေရှိတာโอเคအဲ့ကျေးဇူးတွေကိုနင်းစော်ကားလားစော်ကားအောင်နင်းဆက်နိုင်တယ်ကောနင်းပြန်ဆက်နေလားဆက်နေတယ်โอเคအဲ့ဆိုလို့ရှိရင်နင်းဘာတွေအားနာနေရလဲမှန်တယ်လေနောက်တစ်ခုကသူပြောတာပါလဲဆိုတော့အနာပေးတဲ့လူကဆေးပေးတဲ့လူနဲ့တယောက်တည်းဖြစ်နေလို့မရအောင်အနာပေးလိုက်ဆေးပေးလိုက်တယ်လုပ်နေလို့မရအောင်အဲ့ဒါဆိုရင်နင်းဟာတစ်သလုံးဒီနာအကင်းသိမှာမဟုတ်တော့ဘူးအဲ့ဒါလည်းမှန်ပဲ
တီးရတခါလေကြာရင်အနာပေးလိုက်ဆေးပေးလိုက်ဆိုတဲ့ situation တွေမှာရမ်းပြောင်းမွေးတတ်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအနာကိုနဲ့ကျွမ်းတော်ဝင်ဖြစ်နေတဲ့အခါမှာနာနေတာလေးကိုပဲတသားသားနဲ့နာကျင်နေတာမှန်ပါတယ်ကြပြားရေးစားတွေဖက်ရင်တော့နာကျင်မှုကိုတသားသားနဲ့ထိုင်ရက်ပြီးတော့ဆွေးမြေ့နေရတာကိုကကြပြားဆန်နေရလေးဖြစ်ချင်းဖြစ်မှာပေါ့လွမ်းစရာတွေလည်းဖြစ်ချင်းဖြစ်မယ်ဆွေးစရာတွေလည်းဖြစ်ချင်ဒါပေမဲ့တကယ်လည်းတွေးပေါ်မှာအဲ့ဒီအနာတချို့အနာတွေကတီးတို့ကိုရှေ့မရောက်စေဘူးတီးတို့မတိုးတက်စေဘူးတီးတို့သူတို့ကဒီတွင်းထဲမှာပဲထည့်ထားခြင်းတဲ့အနာမျိုးတွေကြာရင်တော့စားပတ်ပြီးတော့ချုပ်ရိုးနာချုပ်ပြီးတော့တင်းတင်းစိပြီးတော့အနာမကြက်ကြက်အောင်လုပ်ဖို့တော့လိုအပ်တယ်။နာကျင်မှန်းလည်းသိတယ်ဒါပေမဲ့စားနဲ့ပတ်ပြီးတော့စားနဲ့တုပ်ပြီးတော့နာကိုမကြက်ကြက်အောင်လုပ်မှကိုဖြစ်မှလေးသိလားအဲ့တော့ဒါကတော့ဒီ metaphorically ပေါ့နော်ပြောပြရတာပေါ့။ဘာလို့လဲဆိုတော့တချို့ situation တွေကအရန် comfort ဖြစ်သွားပြီဆိုရင်ခုနပြောတဲ့အနာပေးလိုက်ဆေးပေးလိုက်ဆိုတဲ့ situation တွေကိုတီးပြီးတော့ပြောမျိုးသွားလို့ရှိရင်တီးတို့ရှေ့ရောက်ဖို့အရန်ခက်ခဲပါတယ်။အဲ့ဒီခါကျရင်ဘာတွေဖြစ်လာလဲဆိုလို့ရှိရင်တီးတို့တိုးတက်တဲ့နောက်မတိုးတက်တော့ဘူးအတွေးခေါ်ပိုင်းမှာရောစိတ်တက်ပိုင်းမှာရောရောက်တဲ့လောက်တီးတို့မရောက်တော့ဘူးဖြစ်တဲ့လောက်မဖြစ်တော့အဲ့တော့တီးကတော့ခုနောက်ပိုင်းမှာကိစ္စတစ်ခုတချို့လူတွေဘွာတွေကနေထုတ်ဖို့လိုအပ်လာပြီဆိုတီးကိုပထမဆုံးပြန်မေးရမေးကဘာဆောက်ကျေးဇူးရှိလို့လဲစကားကတော့နည်းနည်းရိုက်နေဒါပေမဲ့ကိုပြန်မေးကြည့်ရင်ငါနဲ့သူနဲ့မှာဘာဆောက်ကျေးဇူးရှိနေလို့လဲโอเคငါလည်းဆက်တဲ့လောက်ဆက်ပြီးငါလည်းသူ့မစော်ကားခဲ့ဘူးမရိုင်းခဲ့ဘူးငါအနေနဲ့လည်းသူမရှိလဲငါဘွားကြီးကအေးစစ်စစ်ပဲဆိုလို့ရှင်တော့အလကားနေလာပေးနေတဲ့ drama တွေကိုမယူနိုင်ဘူး cut off လုပ်လိုက်တယ်ဘွားတွေကနေပြီးတော့ထုတ်လိုက်တယ်အဲ့လိုပဲတီးသဘောထားရတယ်ဘာလို့လဲဆိုတော့တီးတို့လေနောက်ပိုင်းမှာရှင်သန်တဲ့ဘွားရရန်ပင်ပန်းတယ်ကျမရေးရရောဘာရောတီးမှာဆိုလို့ရှင်ဒီနှစ်ပိုင်းမှာဒီစိတ်ပင်ပန်းမှရတာများတယ်အဲ့ဒီအတွက်ကြောင့်မလို့တီးဘွားမှာနည်းနည်းလေးမှကိုယ့်ကိုလေမလိုလားတဲ့ drama တွေကိုလာပေးတဲ့လူတွေကိုတီးမလိုချင်တော့သူတို့နဲ့ပတ်သက်လို့ကောင်းတာကနောက်တငယ်ချင်းတယောက်ကကြတော့ဗာလဲဆိုတီးကိုအဲ့လိုမေးရပေါ့နော်နင်ဒီလူတယောက်ကိုနင်ဒီလောက်ကြီးစုပ်ကြိုက်ထားရလောက်အောင်ဒီလူမရှိရင်ကောနင်ဘွားရဲ့ value ပေါ့နော်နင်ဘွားကောနင်က100ရာခိုင်နှုန်းရှိရဆိုရင်ဒီလူကနင်ကိုနောက်10ရာခိုင်နှုန်းလာပေးလို့နင်ဘွားက130ဖြစ်သွားလားအဲ့လိုဆိုရင်တော့ဒီလူဟာနင်းဘွားတွေကနေထုတ်တယ်မထုတ်တယ်ကိုနင်းစဉ်းစားအဲ့လိုမဟုတ်ဘဲနဲ့နင်းဘွားတွေမှာ100ရာခိုင်နှုန်းကို तू လာထပ်ပေါင်းလို့ तू ရှိနေလို့ဒစီမှလည်းတိုးတက်မလာဘူးဒစီမှလည်းရော့မသွားတဲ့အပြင်ကိုဒစီမှရော့သွားမှာဒစီမှတိုးတက်မလာဘူးဒါပေမဲ့ပိုးတောင်ရော့သွားအောင်လို့ကိုလာလုံနေတဲ့လူတယောက်ကိုနင်းရဲ့ life value ကိုတိုးတက်မလာပဲတဲ့လူတယောက်ကိုနင်းဘွားတွေမှာဘာလို့ထားမှလဲဆိုတော့လေအဲ့လည်းမှန်ပဲတီးတို့သူ့ကိုဘွားထဲမှာထားတယ်ကိုကိုလည်းနာကျင်စေတယ်ကိုကိုလည်းစိတ်ဒုက္ခတွေပေးတယ်ကိုခုနပြောသလိုဘယ်ဘက်ပေါင်းစုံပေါ့နော်စိတ်သက်ရေးရာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဘက်ပေါင်းစုံကဏ္ဍပေါင်းစုံကိုဘွားရဲ့ကဏ္ဍပေါင်းစုံမှာ value added မရှိတဲ့လူတယောက်ကိုဘာဖြစ်လို့ invest လုပ်မှာလဲစီးပွားရေးစကားနဲ့ပြောရမယ်ဆိုတော့ကိုယ့်ရဲ့အလုပ်မှာဘာမှ value added လာပေးမနေတဲ့လူတယောက်ကိုနင်ကဘာဖြစ်လို့ investment တွေထပ်ထည့်နေရလဲဆိုတဲ့စကားမျိုးနဲ့ပဲပြောရမှာပေါ့နော်အဲ့တော့တီးတို့ဘွားမှာလဲတီးတို့ကိုဘာမှ value added ထပ်မပေးတဲ့လူတွေကိုတီးတို့အချိန်နဲ့ energy တွေအကုန်ခံပြီးတော့ invest လုပ်နေစရာဘာကျေးဇူးဘာအကြောင်းမှမရှိဘူးဒီအစားကိုဘွားထဲမှာကိုကိုတကယ်ကိုမှကောင်းမွန်မှုတွေလာပေးတဲ့လူတွေကိုအချိန်နဲ့ energy တွေပြန်ပေးလိုက်မယ်ဓာတ်ထည့်ပြီးပို့ပေးမယ်ဆိုရင်တော့အကောင်းနေကြီးပဲကိုဘွားမှာကြံခဲ့မှာကိုဘွားမှာရမှာဒိုကောင်းဆန်စာတွေးပါလို့တော့တီးပြောချင်တာမဟုတ်ပေမဲ့တခါလေကြာရင်တီးခဏခဏပြောသလိုပဲတီးတို့ကဒိုကောင်းဆန်မှုလိုအပ်ပါတယ်ရှင်တန်ဖို့အတွက်ကတကောင်းဆန်မှုအတွက်တချို့နေရာတွေမှာလိုကိုလိုအပ်တယ်တီးတို့ကြီးမြင့်လာတဲ့မိသားစုပုံစံတွေတီးတို့ရဲ့ဒီဗမာလူမျိုးတွေရဲ့ပုံစံတွေဟာအစကတည်းကအထူးသဖြင့် main ကလေးတွေကိုဆိုလို့ရှိရင်တိခံမယ်ပြီးရင်ကျေးဇူးမကမ်းရဘူးအရားလုံးကိုတိခံမယ်ဆိုပြီးငယ်ငယ်တွေက people pleaser မဖြစ်အောင်လို့ဆွဲပြီးတော့ brain wash လုပ်ခဲ့တဲ့ generation လူမျိုးစုအတွေးခေါ်ဘိုင်းဆိုင်ရာနဲ့တီးတို့ဟာကြီးပြင်းလာခဲ့ရတာလက်မခံခြင်းနဲ့လက်ခံရတဲ့တချို့ဖိုဝါဒတွေလူမျိုးရေးကိစ္စတွေအများကြီးတီးတို့ကြုံတွေ့နေရတော့မယ်တကွေးတကာရတယ်နဲ့တိုက်ထုတ်လို့မရတဲ့အတွေးခေါ်မှိုင်းနေကြတဲ့မှာလေတီးတို့တွေကပိတ်မိနေတော့မယ်ဒါပေမဲ့တကူကောင်းဆန်မှုကတချို့နေရာတွေမှာလိုကိုလိုရတယ်အဲ့လိုမဟုတ်ရင်တီးတို့ဖြတ်တော့တီးတို့ဆွဲထားတဲ့ကြိုးတွေကတီးတို့ရဲ့အတောင်ပံတွေကိုဖြတ်နေတာတင်းလာရင်အဲ့အတောင်ပံတွေ grow မဖြစ်တော့ဘူးအဲ့တော့ကိုယုံကြည်မှုနောက်တစ်ခုကဒီကြိုးတွေကြောင့်လဲဒီချစ်တယ်ချစ်လို့ပြောတာချစ်လို့လုပ်ပေးရကျေးဇူးရှိရကျေးဇူးတရားဒီလိုခေါင်းစဉ်နေနဲ့ကြိုးရည်နဲ့တီးတို့ဟာတဖြည်းဖြည်းနဲ့တိမ်ငယ်လာတယ်မတိုးတက်လာဘူးရောက်တဲ့နေရာကိုမရောက်ဘူးအတောင်ပံနေလည်းဖြတ်ချန်လို့မရတော့တာဖြစ်လာတတ်တယ်အဲ့တော့ဒိုကောင်းဆန်မှုဟာ
တောင်းပန်စရာမလိုဘူးလို့ဒီနေရာမှာထပ်ပြီးတော့မှsharing လုပ်ချင်တယ်ပေါ့နော်ကိုဘဝတက်လန်အတွက်ကိုတကူကောင်းဆန်တဲ့ကိစ္စဟာတော့ဘသူ့ကိုမှတောင်းပန်နေစရာအကြောင်းမရှိဘူးလို့တီးရအောင်ထင်တယ်ဒါကြောင့်မို့လို့လေကိုယ့်ရဲ့ trauma တွေကို heal လုပ်တဲ့အခါမှာကိုယ့်ရဲ့တိုးတက်ကြောင်းတွေကိုရှာတဲ့အခါမှာ unapologetically ဘဝကိုဖျက်ဆီးမှာဘသူ့ကိုမှ reason တွေပေးစရာမလိုဒီနေရာမှာထည့်ပြောချင်တာနောက်တစ်ခါ reason တီးတို့ဟာခုနပြောတယ်အနာပေးလိုက်ဆေးပေးလိုက်လာလုပ်နေတဲ့လူတွေကိုကိုယ့်ဘဝတွေကထုတ်ဖို့တာအောင်မှာတီးပြီးတော့အားနာလို့ reason တွေပြန်ရှာနေသေးတာ။ तू ကတော့ငါ့ပေါ်မှာဘယ်တော့မှဘလို့ကောင်းခဲ့လို့ तू ကတော့ဘသူဖြစ်နေလို့ तू ကတော့ဘယ်ပါဖြစ်နေလို့ဆိုပြီးတော့ဒီ trauma တွေကိုတီးပြီးတော့ဖျက်တောက်ဖို့ကိုတီးပြီးတော့သူတို့ပေးတဲ့ trauma တွေကိုသူတို့အစားတီးပြီးတော့ပြန်ပြီးတော့ defend လုပ်ပြီးတော့ကိုယ်စိတ်ကိုရသေးစိတ်ဖြေလို့မျိုးလုပ်နေကြတယ်။အဲ့ဒါတွေကိုလည်းတီးပြီးတော့ဖျက်တောက်ဖို့လိုအပ်ပါတယ်။ဒါတွေကလည်းအကျင့်ပါပဲ။တီးလည်းဒီလိုမျိုးစကားတွေပြောနေရဆိုတာနေတိုင်းတီးဒီ situation တခုကိုကြုံခဲ့ရရဲဆိုတော့မှတီးပြီး3ခါမှတစ်ခါလောက်ပဲလုပ်နိုင်တာဒါမှန်တိုင်းပြောတာဒါပေမဲ့ကိုယ့်ကိုတီး remind လုပ်တယ်။ခုနပြောတဲ့ငါ့ပေါ်မှာဒီလူတယောက်ဟာ value added ပါရှိတယ်ငါ့ဘဝအဲ့မှာမရှိဘူးမလားဘာမှမရှိပဲနေလို့ရသေးရဲ့เนาะဒါပေမဲ့ငါ့မှာရှိတဲ့ value ကိုတော့ထပ်ပြီးတော့ဆွဲပြီးတော့မှအောက်ကိုဆွဲချနေဆိုရင်တော့ဒါလက်ခံစရာအကြောင်းမရှိဘူးနောက်တစ်ခုကစဉ်းစားတယ်ခုနတငယ်ချင်းပြောခဲ့ဆိုဘာကျေးဇူးရှိလို့လဲဒီစကားနှစ်ခုမှတင်တီးပြီးတော့တချို့ဆက်ဆံရေးတွေဟာတော်တော်တာသွားတယ်တော်တော်ဖြတ်လို့ရသွားတယ်တော်တော်လဲစိတ်ကပိုင်းဖြတ်လို့ရသွားတယ်နာကျင်ရမယ်ဆိုတာကိုသိပေမဲ့တချို့အရာတွေကလေကိုလက်အင်္ဂါတွေကိုကိုဖြတ်တောက်ရတယ်လို့ပဲတချို့စိတ်ခံစားချက်တွေကိုဖြတ်တောက်ဖို့လိုအပ်တယ်တို့သဖြင့်တီးပြောသလိုမိဘတွေနဲ့ပတ်သက်တဲ့ trauma တွေဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ trauma တွေမောင်နှမနဲ့ပတ်သက်တဲ့ trauma တွေချစ်သူကြီးစားနဲ့ပတ်သက်တဲ့ trauma တွေဟာဖြတ်တောက်ရတဲ့အခါမျိုးမှာကိုယ့်ရဲ့အစိတ်ပိုင်းတစ်ခုကိုဆွဲပြီးတော့ဖြတ်တောက်ရတယ်လို့ပါပဲဒါပေမဲ့လိုအပ်တယ်ဒါကြောင့်မို့လို့တီးတို့ကိုယ့်ကိုအမြဲတမ်း remind လုပ်ပြီးတော့ unapologetically heal your traumaဘယ်သူမှတောင်းပန်မှာနဲ့ဘယ်သူမှအားမနာပါနဲ့ဘယ်သူမျက်နှာအောင်မှကိုယ်စိတ်ချမ်းသာမှုကိုယ့်ရဲ့ဘဝထက်ရှေ့ရှုပြီးတော့မကြည့်ပါနဲ့နောက်ဆုံးကျတော့တီးမြင်နေပြောလို့ကိုလည်းပြန် remind လုပ်သလိုပါလဲဆိုတော့နင်ကတိတ်ပြီး hero ဖြစ်ချင်တာအောင်လို့နင်ကဘယ်သူကစုတစိတ်တွေလာပေးနေလို့လဲတခါကျတီးအရန်စဉ်းစားငါဒီလိုလေးလုပ်ပေးခဲ့တာပဲလေဆိုပြီးကို hero ဖြစ်သိမြင်တာဒါပေမဲ့ဒါကိုဘသူကလာပြီးတော့နင့်ကိုတစိုက်ကပ်ပေးလို့လေဒါကိုဘသူကလာပြီးတော့နင့်ကိုအရန်တော်ပဲလက်ခုပ်တီးလက်ဝါးတီးပြီးတော့များတကယ်တမ်းကြာရှုံးတဲ့ချိန်ညာရင်နင့်နာမှာရှိပေးလို့လေအဲ့လိုမျိုးရှိပေးရလူလေရှိရလူတွေကိုဘာကျေးဇူးရှိလို့နင်က defense လုပ်ပြီးတော့နင့်ကိုနေကာကွယ်နေတာလဲဆိုရက်အတွေးမျိုးကိုတွေးလိုက်တဲ့အခါမှာတော့တချို့ trauma တွေကတဝက်လောက်တော့ heal ဖြစ်သွားတယ်ပေါ့နော်စားတော့တိတ်ပြီးဆွဲစီပြီးတော့ချုပ်ဖို့ပဲကြံတော့တာပေါ့အဲ့လိုဆိုတော့ unapologetically heal your fucking trauma ပဲတီးရတော့ပြောချင်တယ်အဲ့ဒါက mantra ပဲတကယ်ကိုရေရွတ်နေလိုက်ကွာတီးရတခုခုဆိုလို့ရှိရင်ခုနောက်ပိုင်းဘာကျေးဇူးရှိလို့လဲဆိုစကားကိုတွေးတယ်ပြီးရင် heal your fucking trauma unapologetically ဆိုစကားကိုတွေးတယ်အဲ့ဒီ mindset နဲ့တီးရှင်သန်မှုတီးနေ့ရက်တွေကိုဖြတ်သန်းမှုတီးစူးစမ်းတယ်အဲ့ဒီဟာတွေကိုတီး apply လုပ်တယ်ဒါကြောင့်မလို့ခုနောက်ပိုင်းမှာတော့လူပဲလေနေတူပါမှာကိစ္စတွေတော့ရှိတာပေါ့ပြဿနာတွေတော့ရှိတာပေါ့ဒါပေမဲ့တော်တော်လေးတော့ဒီစိတ်ကိုအေးချမ်းအောင်ကိုစူးစမ်းပြီးနေထိုင်မှုအတွက်ကိုနေထိုင်လာနိုင်တယ်လို့တော့သိပြီးထင်တယ်ပေါ့နော်အတွေ့အလည်းရမများတော့ဘူး emotion လည်းရမများတော့ဘူးနောက်တစ်ခုကကြတော့တိုးတက်ကြောင်းတွေကိုလှုပ်ဖို့ဒီ trauma တွေကို heal လုပ်ဖို့လည်းဒီမကြောက်ရွံ့တော့ဘူးပေါ့နော်ဒီလိုမျိုးကိုရေရွတ်နေတဲ့စကားလေးပေါ့ mantra ပေါ့နော်ဒီစကားလေးတွေကိုဒီရေရွတ်နေပဲဖြတ်သန်းမှုစူးစမ်းနေပါတယ်အဲ့တော့ဒီ episode ကလေးကနေပြီးတော့ mantra လေးတစ်ခုကိုဒီပြောချင်ပါတယ်အဲ့ဒါကတော့ခုနပြောတဲ့စကားတိုင်းပဲ heal your trauma and about စကားရထုတ်တစ်ကုန်ဘာဖြစ်လဲဆိုလူက podcast ပြန်သွင်းရဆိုနည်းနည်းစိတ်လှုပ်ရှားနေဆိုunapologetically heal your fucking trauma လို့ပဲဒီ podcast လေးရတယ်ဒီ mantra လေးကိုပြောချင်ပါတယ်နော်ဒီတော့တူ heal လို့အောင် unapologetically ဟုတ်ပြီလားတောင်းမမှန်ပဲနဲ့အာမနာပဲနဲ့ heal လုပ်ကြရအောင် trauma တွေကိုဆိုတော့အားလုံးပဲဒီ podcast လေးကိုဒီညမှာပဲဆုံးသက်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထောင်ပေးရတဲ့အတွက်လည်းအမြဲတမ်းပေါ့နော်တီရီကိုဒါသူကတတိယပေးရတဲ့အတွက်ကောတီရီဒါကျမကြီးဘက်ကိုနည်းနည်းလေးအာရုံလေးဆိုင်နေလို့ဒီဘက်ကလေးလိဟင်းသွားပါတယ်ဒါပေမဲ့အခုဆိုစိတ်ကပြဆက်ရှိရည်လည်းပြပြီးစိတ်တောက်ဆရာရှိရည်လည်းတောက်နေရကျမကြီးယူဆိုင်နေတဲ့ကြောင်းလို့ I'll be back every week ဆိုတာလေးကိုအကြောင်းကြားချင်ပါတယ်ရှင်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ် bye bye I love you all please be safe ပါရှင်